fail commander ဘာလို့ကျန်နေရလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဂျမနိုင်ပါဒီနေ့မှာတော့ fail commander ကိုကျန်စေတဲ့အချက်၃ချက်ကိုပြောပြပေးသွားပါမယ်စီစဉ်တောက်လျှောက်ရေပန်းစားခဲ့တဲ့ပို့ပို့အန်ကူပါ commander ပြီးခဲ့တဲ့ update တော့မှပတ်ပေးထားတဲ့ချောင်း commander တွေကတော့အခုစီစဉ်6 fail commander ကိုမရှင်းနိုင်သေးပါဘူးဘာလို့မရှင်းနိုင်ဘူးလဲဘေးကဘာလို့ကျန်တန်းနေရလဲဆိုတဲ့နံပါတ်1အချက်ကတော့၄ချက်တန်3 star ကိုမြန်မြန်ရနိုင်လို့ပါပဲကိုက fail ကိုကောင်းကောင်းသာစောင့်နိုင်မယ်ဆိုရင် round 3အတွင်းမှာနေမဲ့၄ချက်တန်3 star တကောင်ရကိုရပါတယ်အေမွန် commander ကလုံးကို၄ချက်တန်ကိုပွားစောင့်မယ်ဆိုရင်တော့သူ့လောက်မြင်ချင်မှမြင်မှာပါဒီအချက်ကပဲသူ့ရဲ့ power cut ကို nerf ထားတာတော့ဆက်ပြီးတော့မတာဝင်နေစေရပါဒုတိယအချက်ကတော့ scavenger 3ကိုရဖို့လွယ်ကူတာပါပဲကိုက scavenger 3ကိုရိုးရိုးရှာလို့မရဘူးဆိုရင်တော့မှစကေးတစ်ခါသုံးလိုက်ပြီးတော့ scavenger 3ကိုရအောင်ရှူလိုက်လို့ရပါတယ်scavenger 3ကိုမဖြစ်မနေလိုအပ်တဲ့ဒီလိုစီစဉ်မှာ fail commander ကအတာရနေပါတယ်တတိယအားသာချက်ကတော့ fail commander ကကံမလိုပါဘူး power cut တွေကို cut တွေမကောင်းမှုဆိုရင်တော့မှအချိန်တန်လို့ level 9ရောက်ရင်40တန်3 star ကိုရရှိမှာဖြစ်ပါတယ်ကံမလိုတဲ့အတွက်ကြောင့်ပြင်ပွဲတွေမှာပါအသုံးဝင်နိုင်ပါတယ်commander တွေကံလိုခြင်းမလိုခြင်းအကြောင်းကိုကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်တင်ဖို့ရှိပါတယ်ဆိုတော့ fail commander ကအလောက်တောင်ပဲကြမ်းတက်နေရလားသူ့မှာရောအားနည်းချက်တွေမရှိဘူးလားလို့မေးစရာရှိလာပါတယ် no commander is perfect ဆိုသလိုဘယ် commander မှာ perfect ဖြစ်မနေပါဘူး fail commander လည်းအားနည်းချက်၃ခုရှိပါတယ်ပထမဆုံးအားနည်းချက်ကတော့ကိုက fail commander ဆော့မယ်ဆိုရင်သူများ fail commander နဲ့ float တူနိုင်တာပါပဲကိုကလည်း exhausted synergy ဆော့နေရအခြား player ကလည်း exhausted synergy ဆော့နေရဆိုရင်တော့၄ချက်တန်3 star ရဖို့ခတ်သွားနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့ level 9မှာသူ့ရဲ့ skill ကိုသုံးရင်တခါတလေမှာ5ချက်တန်နဲ့4ချက်တန်နဲ့မပါဘဲနဲ့ကျင်းနိုင်ပါတယ်တတိယတစ်ချက်ကတော့ fail commander နဲ့ maxman dollar flow ကိုဆော့လို့မရပါဘူးလုံးဝဆော့လို့မရတာမျိုးတော့မဟုတ်ပေမဲ့ maxman dollar flow ကို base skill အသုံးပြုမယ်ဆိုရင်တိုင်ပတ်တတ်ပါတယ်ဆိုတော့ fail commander သူ့ရဲ့ power cut အပြင်သူ့ရဲ့ skill ကိုပါ nerf တင်လာဆိုတာကိုဝင်ရောက်ဆွေးနွေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်